Hello ဟနာပဲဖြစ်ပါတယ်ဟနာတုံးနေကြနှခမ်းနေလေးကဒါဘောနော်ကွာ branded တွေတိတ်မတုံးဒါလေအရင်တော့ဝယ်တာမမှားဘူးဆိုရင်30 ringgit လောက်ပဲရှိရတော့ပါမြန်မာဆိုတော့1000ကျင်တစ်ချက်ကို1000နှုန်းနဲ့တွက်မယ်ဆို1000ကျင်မလို့ဒါတော့ဒီမှာနည်းနည်းပဲကြံတယ်ကွဲစက်နှခမ်းကအဲ့လိုအရန်မကွဲဘူးဒီဟာနည်းနည်းကောင်းနေပြောမယ်ဒါပေမဲ့မခံဘူးသူအမြဲတမ်းတုံးရတယ်တော့ကျအဲ့လိုလဲလိုက်တယ်ဆိုရင်အရာကတော့ကြိုက်တယ်ဒါပေမဲ့တော့မခံအောင်ပါမနော်အခုဟာကောဒီမှာ TikTok မှာမှာတဲ့ဒါကအရင်စိတ်ဝင်စားတယ်ပေါ့တော့မပြတ်ဘူးနည်းနည်းစီကြီးသွားပြီတော့ original က40 ringgit အခုကသူကဈေးချနေတော့မှာနော် 18.90 ဆိုတော့18000ကျော်ဆိုတော့ပြန်စတောင်းဖို့ထောင်ပေါ့ဒါဆိုအရင်စိတ်ဝင်စားပါလေတင်းဒီလိုနဲ့ပြန်မဆင်ပြအရင် classic ဆန်กว่าဒီစိတ်တကွေးစိတ်တကျမရဲ့နှခမ်းဒီမှာလူမျိုးစီကြည့်ရဆိုရင်တိတ်မတုံးဖြစ်ဘူးတော့တူလေးဆိုဝင်လိုက်တာအရင်ကတော့ဒီလိုရှိရပါတော့တုတ်ကြည့်မယ်နည်းနည်းပဲဖြစ်တယ်နည်းနည်းပဲဖြစ်တယ်မနည်းနည်းကြံတယ်နည်းနည်းတော့မဟုတ်ဘူးကွယ်ဒီလောက်ဆိုလိုက်ဒီပပနေနေမယ်ဆိုကမ်းနေလို့ပြောမယ်လိုလာမလဲတူဒါအရင်တုံးနေဟာမနော်ဒါတော့စီချိုးတယ်ဒါတော့စီကြီးပေးထားတာစီကြီးရောဟုတ်ကွာ promotion ချလို့မယ်ဆိုဝယ်ချက်ဝယ်ရှင်နေဆိုတော့ link ချပေးမယ်ဝယ်မယ်ဆိုရင်တော့ဒီချက်တာ original ကတော့40ကျော်ပေါ့နော်ကိုကတော့18ကျော်နေပဲရမှာဆိုတော့မစိုးလို့ပြောလို့ရတယ်တော့ comment နောက်မှပြင်မယ်နော်ရှေ့မှာပြောထားတဲ့နှခမ်းကြီးအကြောင်းလေးကိုအခုချိန်မှာ comment လာပေးရပါအခုကတော့မနက်က9နိုင်လောက်မှလိန်ထားပါဘူး9နိုင်လောက်မှလိန်ထားရဟာပေါ့နော်ခုကတော့ရိုက်လိုက်တာတနာရီတော့ရှိပြီပေါ့နော်ခုတနာရီတော့ရှိပြီဒါပေမဲ့စားပြီးကနောက်ထပ်ဘာမှမစိုးရသေးဘူးဒီကနေစိုးလာတာခုတနာရီထိုးပြီးဘာမှမပြတ်သေးဘူးပေါ့နော်ဆိုတော့ပြောမှဆိုတော့အစိုးလို့ပြောလို့ရတယ်အဲ့နှခမ်းကြီးလေးကိုဝယ်စီချင်းသူရဲ့ original 40အောင်မှာခွာ promotion ချနေဆို18ကျန်နေရတယ်အရင်တော့40အောင်မှာခွာ18ကျန်နေရတယ်ဆိုတော့တန်တယ်ဆိုတော့ link ချပေးမယ်ဝေးပါပေးနိုင်ပါတယ်ချင်းဝလေးထဲမှာပြင်ကြည့်လို့ရတယ်ချင်းဝလေးထဲမှာဝင်ပြီး step by step ဖြစ်နေမယ်ပေါ့နော်အကယ်၍ဝယ်ချင်းတော့ဟနာမမှားတတ်ဘူးဆိုရင်ဟနာကိုပြောပါပူယူလို့မလူကြီးတို့မှနေရဆိုတော့ဟနာလောက်ပေးမယ် location နဲ့ဖုန်းနံပါတ်နဲ့တော့လူချင်းနဲ့မှားချင်းနဲ့ဆိုတော့လာပေးပါမယ်တတား